Yo အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ထုံးစံအတိုင်းကျွန်တော်ပဲဖြစ်ပါတယ်ဟိုနေ့ကညဘက် line 3တာပေါ့ line 3တော့အဲ့မှာမိုက်တယောက်ကစာလာပို့ဘာပို့လဲဆိုတော့မောင်လေးရေတဲ့မင်္ဂလာပါတဲ့ဆိုတော့ကိုကလည်းဟုတ်ကဲ့မင်္ဂလာပါပေါ့သိတယ်မလားမောင်လေးတဲ့အောင်စပူကိုတိလားဆိုတော့တိတာပေါ့လို့ဟိုတလောကပဲအဲ့သူရဲ့အဲ့လိုချစ်ရပါတော့ပရိသတ်တွေကဝိုင်းပြီးတော့ကြိတ်ကြတာပေါ့နော်အဲ့တော့လည်းကြုံတော့ပြအောင်မယ်ကြုံတော့ပြအောင်မယ်ခဏလေးတော့လာပြီးတော့ကိုယ်ဟုံးတာအယောက်200လောက်ရှိတယ်ဒီဟာလာပြီးတော့ဟုံးတော့ကိုယ်ဟုံးတာအယောက်200လောက်ရှိတယ်ဒါပေမဲ့တောင်းပန်တာအယောက်20လောက်မပြည့်ဘူးအမထားရနော်အေးနေတို့တွေတွေ့မယ်နေတို့တွေတွေ့မယ်တဲ့လားဆိုတော့မောင်လေးနဲ့အောင်စုဖို့တဲ့အမအကြိုက်ဆုံးပဲတိလားကျေးဇူးတင်ပါတယ်လို့နော်မောင်လေးရောအောင်စုဖို့ကိုကြိုက်လားဟာကြိုက်တာပေါ့အမရဲ့လို့ယောက်ျားအချင်းချင်းမဟုတ်လို့ကျွန်တော်သာမိန်းမသာဆိုရင်အောင်စုဖို့ကိုရအောင်ယူတယ် I'm gay တဲ့ပဲเนาะတဲ့ပဲသွားတွေ့ဝိုင်းမနေဘူးတဘောပေါက်လားဒီဘက်က social influencer เนาะဒီဘက်ကဗညာကမျက်မှန်အမေတက်ပြီးတော့ကော်လန်ကဒိုးကြီးနဲ့เนาะအောက်ကပစိုးအပြတ်ရောင်းလေးဝစ်ပြီးတော့ဒီဘက်ချမ်းဇမင်းသားအောင်စပူရှိမှာကွာအဲ့သူတို့နှစ်ယောက်ကစင်ပေါ်မှာတက်ပြီးတော့ကောင်မလေးတွေအများကြီးကို stage ပေါ်မှာဖျော်ပြနေမယ်လို့တွေးကြည့်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်မှထင် We are lighting up the stage tonight. Feel the power, jump to the sky. Break the rules and make some noise right now. Break the rules and make some noise right now. မကွေးသူမကွေးသားတွေရှိရင်ကွန်းမမှာတစ်ချက်လောက်မန်းခဲ့ပေးစမ်းပါနော်ဒါမကွေးဘယ် location နေလဲဟေးများအတွက်ရည်သွေးမျက်စိမတ်တစိတ်ကူကြောက်ကြည့်ပါမကွေးမြေပဲစီဆေးလည်းမရောထားဘူးကမတင်များလည်းမသုံးထားဘူးမကွေးမတ်တစိတ်နဲ့ထုတ်လုပ်ထားတဲ့မြေပဲစီ 1 2 3 4 စီမကွေးပဲစီစီမကွေးပဲစီစီမကွေးမြေပဲစီစီမကွေးပဲစီစီမကွေးပဲစီစီမကွေးမြေပဲစီနာရဲ့အေးစဝိုင်မကွေးစီဇက်ကထုတ်တာဆိုတော့စီကအကျော်ခံမရမှာနော်ပြီးတော့ဈေးနှုန်းလဲမှန်ရဖြိုဖြိုနောက်တစ်ခေါက်လက်မထားတတ်ဘူးဆိုရင်ဖြိုခါထောက်လိုက်ဒါမှမဟုတ်လက်ပိုက်လိုက်နော်ဒီဘက်ကရွှေမိုးတို့ကွန်းသီးတို့လိုမျိုးရှေ့လက်ပစ်လိုက်နော်ဖြိုလက်ဗနာထားမှမသိဖြစ်နေပါတယ်အကျော်ခံမရမှာနော်ပြီးတော့ဈေးနှုန်းလဲမှန်ရမယ်နောက်ပြီးတော့အဖိုးလိုဘွားတို့ကြတော့ကျမ်းမာရေးအရာအေးစဝိုင်မကွေးစီဇက်ကတဘာဝနန်းစီလေးရောထပ်မထုတ်ဘူးလားမကြီးရဲ့အော်ဒါလေးများဖို့ရဲ့မကွေးမတစိမ့်မထုတ်လုပ်ထားတဲ့မိပဲစီနောက်တဲ့ချမ်းသာရေးတော့မကွေးနန်းစီတဲ့ဟိုင်းလာပါပြီမကွေးနန်းစီလာပါပြီမကွေးနန်းစီပဲစီနန်းစီမကွေးမြေပဲစီပဲစီနန်းစီမကွေးမြေပဲစီစီမကွေးပဲစီမကွေးနန်းစီမကွေးမြေပဲစီမကွေးနန်းစီမကွေးပဲစီဘာဝနန်းစီရွှေမိုးစာသားတွေရောချနေတယ်ရွှေမိုးစာသားတွေရောချနေတယ်မကွေးပဲစီဘာဝနန်းစီရွှေမိုးကမကွေးမြေပဲစီဆိုရင် तू ကနှမ်းစီလောက်တယ်ဒီဘက်ကနှမ်းစီဆိုရင် तू ကပဲစီလောက်တယ်ပဲစီလောက်တယ်ရွှေမိုးချစ်ဖို့ကောင်းတယ်ငါကောင်မကွေးပဲစီဘာဝနန်းစီတဘာဝနန်းစီဆိုရင်လည်း तू ကမြေပဲစီလောက်တယ်ဆိုတော့ तू ကအဲ့လိုမျိုးဘေးတစောင်းကြီးတွေဒိုးတာပေါ့နော်ရွှေမိုးကကျစ်စီပဲစီနန်းစီမကွေးမြေပဲစီပဲစီနန်းစီမကွေးမြေပဲစီအထင်တော့ပါလိုက်ပြစေမကွေးမြေပဲစီတဘာဝနန်းစီသူ
तू ပဲစီကို specially तू ပဲစီကို specially तू အရန်ကြိုက်တယ်နဲ့ထင်တယ်ရွှေမိုးကိုကြိုက်တယ်ဖြိုးဖြိုးကိုကြိုက်တယ်ကွန်းသီးကိုကြိုက်တယ်သုံးအောင်စလုံးကြိုက်တယ်သူတို့ team ကတစ်ခုလုံးသဘောကျတယ်ကွန်းသီးရဲ့ရုပ်ဆိုရင်မင်းကလည်းမင်းသားရုပ်လို့တော့ပြောလို့ရတယ်ကွာသိတယ်မလားရွှေမိုးတော့ပို့ပြီးတော့ကြိုက်တယ်ဒါပေမဲ့ဒီကြော်ညာမှာတော့ရွှေမိုးအကားကိုရွှေမိုးလိုင်းလက်နေတယ်ကိုရွှေမိုးဘယ်ရောက်နေလဲ မကွေးနေပဲစီတဘာဝနဲ့စီ ပဲစီတပြားကနှမ်းစီဆိုရင်ပဲစီလောက်တယ်ပဲစီဆိုရင်သူကနှမ်းစီလောက်တယ် opposite direction နေဒိုးတာ မကွေးနေပဲစီ တဘာဝနဲ့စီ ယေကိုရွှေမိုးအပေးနေပါတယ်ကိုရွှေမိုးအေဇက်ဝိုင်မကွေးစီဇက်ကဆိုရင်ကုန်ကျန်းနေဖြစ်တဲ့မြေပဲစီနောက်ဆုံးမှာခင်မီဆက်တွေနဲ့ကြိတ်ခွဲတန်းစင်ထားတာဖြစ်ပါတယ် FTA certificate လည်းရရှိပြီးသားဖြစ်ပါတယ်နောက်ပြီးတော့အနယ်တို့အမှုံတို့ရေပါဝင်မှုအနည်းဆုံးစစ်ထားလို့အထားခံအကြော်ခံတဲ့အကြောင်းလေးလည်းသတင်းကောင်းပါကျင်ပါတယ်ဆိုတော့အေဇက်ဝိုင်မကွေးစီဇက်ကထုတ်လုပ်တဲ့စားသုံးစီတွေကိုယုံကြည်စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ် yes တဘာဝနဲ့စီပဲစီနဲ့စီမကွေးနေပဲစီပဲစီနဲ့စီမကွေးနေပဲစီမကွေးနေပဲစီတဘာဝနဲ့စီ ရွှေမိုးတော့လိုင်းလက်နေတယ်ရွှေမိုးအောင်စဘူးရွှေမိုးညာချင်းဖြတ်ရွှေမိုးညာချင်းဖြတ်စမ်းဟမ်